ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းလေးမဆက်ခင် channel လေးကို like and subscribe လုပ်ထားပေးပါအောင်ခင်ဗျာဘေးနားမှာရှိတဲ့ notifier ခေါင်းလောင်းလေးကိုနှုတ်ပေးထားပါအောင်ကဲဆက်လိုက်ကြရအောင်တဲ့ AI နဲ့ပုံတွေဘလို့ဖန်တီးရမလဲဆိုတာကိုလွယ်ကူဆုံးပြောပြပေးပါမယ်တဲ့ Rave AI ကိုစတင်အသုံးပြုခြင်းအရင်ဆုံး Rave AI ကိုသုံးဖို့အတွက်သူ့ရဲ့ website ဒါမှမဟုတ် app ကိုဖွင့်ရပါမယ်တကယ်လို့ account မရှိသေးရင် account တစ်ခုအရင်ဖွင့်ဖို့လိုအပ်ပါလိမ့်မယ် Google Facebook account တွေနဲ့လည်းချိတ်ဆက်ပြီးဝင်လို့ရပါလေနှစ်ပုံအသစ်ဖန်တီးရန်ရွေးချယ်ခြင်း login ဝင်ပြီးတာနဲ့ပုံအသစ်ဖန်တီးဖို့အတွက် create ဒါမှမဟုတ် generate image ဆိုတဲ့ခလုတ်ကိုရှာပြီးနှိပ်ပါဒီခလုတ်ဟာမျက်နှာပြင်ရဲ့အလဲဒါမှမဟုတ်ဘယ်ဘက်အပေါ်ထောက်နားမှာရှိတတ်ပါတယ်3စိတ်ကူ prompt ရေးသားခြင်းဒီအဆင့်ကတော့အရေးအကြီးဆုံးပါပဲသင်ဖန်တီးခြင်းတဲ့ပုံအကြောင်းကိုစာသားနဲ့ဖော်ပြရပါမယ်ဒါကို prompt လို့ခေါ်ပါတယ်ဥပမာ A futuristic city at sunset with flying cars နေဝင်ချိန်မှာပြန်တန်းနေတဲ့ကားတွေနဲ့အနာဂတ်မြို့A cute cat wearing a tiny crown တရဖူတဲတဲလေးဆောင်းထားတဲ့ကြောင်လေးတစ်ကောင် A mystical forest with glowing trees and a hidden waterfall တောက်ပနေတဲ့တစ်ပင်တွေနဲ့လျှော့ဝှက်ရေတံခွန်ရှိတဲ့မော်ဆန်တဲ့တောအုပ် prompt ကိုရေးတဲ့အခါဘလောက်ရှင်းရှင်းလင်းလင်းနဲ့အသေးစိတ်ကြကြရေးနိုင်လဲဆိုတာကအရေးကြီးပါတယ်ပုံဖန်တီးနည်းကိုလက်တွေ့စကြရအောင်အရင်ဆုံးwebsite browser ကခုမှာ Rave AI လို့ရိုက်စာလိုက်မယ်ပြီးရင် Google တို့မဟုတ် Facebook account ဖြင့်ဝင်ပါမယ်ပြီးရင်အောက်ကအပေါင်းလို့နှိပ်ပြီးမိမိလိုချင်သော prompt ရေးပေးပါမယ်ကျွန်တော်ကတော့ရန်ကုန်မြို့အလှတစ်ခုဖန်တီးဖို့ prompt ဒီလိုရေးလိုက်ပါတယ်ပြီးရင်မိမိလိုအပ်သော size ကိုယူပြီး create ကိုနှိပ်ပေးလိုက်ပါခဏဆောင်ပြီးရင်မိမိလိုချင်သောပုံရပါပြီအကယ်၍မိတ်ဆွေကပုံကိုတင်ထားခြင်းတဲ့ဆို download ကိုနှိပ်ပြီးတင်လိုက်ပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေ